ဒီနေ့မှာတော့စာမတင်မဲ့ toxic friends တွေအကြောင်းပြောပါမယ် I'm just kidding ဒီနေ့မှာတော့စာတင်ရင်းနဲ့ပဲ toxic friends တွေအကြောင်းကိုပြောပြပေးပါမယ် In English Hi guys I'm teacher Kira from Kainos ပထမဆုံးတစ်ယောက်ကဒီ energy vampire ကိုယ့်ရဲ့ energy ကိုစုပ်ယူရလို့သူတို့နဲ့တွေ့လိုက်တာနဲ့ negative energy ပဲပုံများလာတယ်အတင်းနေအပြင်းနေမကောင်းတာညှိညူတာတွေပဲအမြင်မြောက်ပြီးရတဲ့ငယ်ချင်းပေါ့ If she is such an energy vampire and friend her ဒုတိယတစ်ခုဒါကတော့နည်းနည်းကြောက်စရာကောင်းတယ်သူ့ကို frenemy လို့ခေါ်တယ် friend plus enemy ဥပမာညဝတ်ထားလေးကလာတာပဲဒါပေမဲ့နည်းနည်းတော့ကြောက်မလုံးနိုင်နဲ့နော်ဒီလိုမျိုး backhanded compliments တွေပေးရမျိုးပေါ့အထာနဲ့နေတာလို့ခေါ်တယ် She is a total frenemy She only likes me when I fail The third one the fair weather friend ရာဒီဥတုကောင်းမှကိုအဆင်ပြေနေမှကိုနာမှာရှိရတဲ့ငယ်ချင်းမျိုးကိုအကူညီလိုတဲ့အချိန်မှာတော့ message တောင် reply မပြန်လာတာမျိုးပေါ့ Ryan is a fair weather friend he disappear when I need help ငယ်ချင်းဆိုတာမြောက်ဖို့တဲ့စစ်မှန်ဖို့ကပိုပြီးမှအရေးကြီးပါတယ် quality over quantity ဆိုတာမမေ့ပါနဲ့ကိုယ့်ရဲ့ပုံစံမှာဒီလိုမျိုးလူတွေနဲ့ပေါင်းတင်နေထိုင်နေရတယ်ဆိုလို့ရှိရင် please cut them off it's for you See you in the next video with more English lessons. Bye bye!